အဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုခံယူထားကြသည့်ပုဂ္ဂိုလ်တွေဖြစ်သည့်အားလျော်စွာဘုရားရဲ့အဆုံးအမကိုရှေးဥစွာနာယူမှတ်သားကြရအောင်နာယူမှတ်သားပြီးထိုအဆုံးအမတိုင်လိုက်နာကျင့်သုံးကြရအောင်သို့မှသာလျှင်ဆင်းရဲဒုက္ခအမျိုးမျိုးကလွတ်မြောက်ပြီးထာဝရအငြိမ့်သက်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်။ဘယ်ရာမှလောကမှာအကြောင်းမဲ့ဖြစ်လာတယ်ဆိုတာမရှိဘူး။မှန်ကန်တဲ့လမ်းကြောင်းပေါ်လျှောက်မှမှန်ကန်တဲ့စခန်းကိုရောက်မှာဖြစ်တယ်နော်။လမ်းမမှန်လို့ရှိရင်ကိုရောက်တဲ့စခန်းဟာလည်းပဲကောင်းတဲ့စခန်းမဖြစ်နိုင်ဘူး။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနာယူမှတ်သားကြရတယ်။ကွယ်ကွယ်ပြားပြားသိရှိအောင်နားလည်အောင်ကြိုးစားကြအောင်ဘုရားတရားတော်နဲ့ပတ်သက်လာလို့ရှိရင်ရှင်းဥစွာနာယူမှတ်သားခြင်းဆိုတာအစပဲဖြစ်တယ်ပေါ့နာယူမှတ်သားရုံနဲ့ပြီးသလားလို့ဆိုမပြီးသေးဘူးစိတ်ထဲနှလုံးထဲမှာဆွဲဆွဲမြဲမြဲဖြစ်အောင်ဆောင်ထားဖို့လိုတယ်ဆောင်ထားရုံနဲ့ပြီးပြီလားဆိုမပြီးသေးဘူးမြတ်စွာဘုရားအဆုံးအမတော်လေမိမိတို့ရဲ့နှုတ်ကနေပြီးတော့ထုတ်ဖော်ပြီးတော့ပြောဆိုနိုင်ဖို့လိုတယ်ဒါနဲ့တင်ပြီးပြီလားလို့ဆိုမပြီးသေးဘူးစိတ်ထဲကလည်းကြံစီတွေးတောပြီးလက်တိပဲနားလဲအောင်စဉ်းစားဖို့လိုအပ်တယ်စဉ်းစားပြီးတဲ့အခါမှာဘုရားဆုံးမတိုင်းလိုက်နာကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်ဘဝ၏အဓိပ္ပာယ်ဆုံးမမှုရဲ့အဓိပ္ပာယ်တွေကိုရှင်းရှင်းလင်းလင်းကြီးသိသွားပြီဆိုတဲ့အခါကျမှမြတ်စွာဘုရားရဲ့အဆုံးအမဆောင်ရွက်မှုပါမြတ်စွာဘုရားအဆုံးအမနဲ့ပတ်သက်ပြီးလိုက်နာဆောင်ရွက်မှုပါကောင်းကျိုးချမ်းသာတွေပေးပြီးလမ်းဆုံးနိုင်တယ်လို့ဒီလိုဆိုတာအရေးကြီးဆုံးကတော့မြတ်စွာဘုရားအဆုံးအမတိုင်းလိုက်နာကျင့်သုံးမှုဟာအရေးကြီးဆုံးပဲလို့ဒီလိုမှတ်လိုက်နာကျင့်သုံးမှုမပြုလို့ရှိရင်အဆုံးအမဩဝါဒတစ်ခုဟာဘယ်သူရဲ့အဆုံးအမဩဝါဒပဲဖြစ်ဖြစ်မှန်ကန်တဲ့အဆုံးအမဩဝါဒတစ်ခုဟာမလိုက်နာဘူးမကျင့်သုံးဘူးအသုံးမချဘူးဆိုရင်အကျိုးတစ်ခုဖြစ်ပေါ်စေမှာမဟုတ်ဘူးဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်အစာအာဟာရတစ်ခုဟာမစားဘဲနဲ့ကြည်နေုံနဲ့ဘယ်တော့မှဝလာမှာမဟုတ်ဘူးအစာအာဟာရရဲ့အကျိုးကျေးဇူးကိုလည်းခံရမှာမဟုတ်ဘူးယောဂရှိလို့ဆေးတောက်မယ်ဆိုမတောက်ဘဲထားရင်ထိုဆေးရဲ့အကျိုးကျေးဇူးကိုရမှာမဟုတ်ဘူးယောဂပျောက်ခြင်းဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့လက်တွေ့ကျင့်သုံးမှုဟာဆေးတောက်တာနဲ့လည်းလားသရံတူတဲ့အစာအာဟာရစားတာနဲ့လည်းလားသရံဘယ်ရာပဲဖြစ်ဖြစ်မလုပ်ရင်ဖြစ်လာမှာမဟုတ်ဘူးဆိုတာတော့သိချတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတလေးတစားအမှတ်တရထားပြီးတော့လိုက်နာကျင့်သုံးကြရတယ်အဲဒီလိုက်နာကျင့်သုံးမှုကိုပဲဓမ္မာနုဓမ္မပฏิပတ်တိလို့ဒီလိုခေါ်တာဓမ္မဆိုတာတန်တရားဝကကဲတင်နိုင်တဲ့ကိလေသာတွေကျွမ်းကြံမရှိအောင်ဖြည့်ဆည်းပေးနိုင်တဲ့အစဉ်စစ်ပယ်ဖြတ်သွားတဲ့မေတ္တရားဖို့တရားထိုမေဖို့တို့ရဲ့အာယုံပြုရာနောက်ဆုံးအငြိမ့်တတ်လို့ဆိုတဲ့နိဗ္ဗာန်တရားအဲ့ဒီတဘာဝတရားတွေကိုဓမ္မလို့ခေါ်တယ်အဲ့ဒီဓမ္မလို့ဆိုတဲ့တဘာဝတရားတွေကိုရောက်ရှိနိုင်တဲ့သိမြင်နိုင်တဲ့အကျင့်တရားကိုတော့အနုဓမ္မတဲ့သင်လျော်တဲ့အကျင့်သင်လျော်တဲ့တရားအဲ့ဒီသင်လျော်တဲ့တရားဆိုတာဘာလဲလို့ဆိုရင်သီလသမာဓိပညာလို့အဲ့ဒီသီလသမာဓိပညာဆိုတဲ့ကျင့်စဉ်ထဲမှာဘာတွေပါလဲဒေချာစဉ်းစားကြည့်တဲ့ပညာကျင့်စဉ်ထဲမှာမဂ္ဂင်၈ပါးအကျင့်တရားဆိုတာပါလာတယ်အဲ့မဂ္ဂင်၈ပါးအကျင့်တရားထဲမှာသမ္မာသင်္ကပ္ပမှန်ကန်စွာတွေးတောခြင်း
မှန်ကန်စွာစဉ်းစားခြင်းဆိုတာပါအဲ့တော့စဉ်းစားမှုမပါလို့ရှိရင်တမ္မာဒိဋ္ဌိအမှန်မြင်မှုဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မို့မှန်မှန်ကန်ကန်စဉ်းစားနိုင်မှမှန်မှန်ကန်ကန်မြင်နိုင်တယ်လို့မှန်မှန်ကန်ကန်မမြင်သေးသမျှကာလပတ်လုံးဆင်းရဲတွင်ကလွတ်ကင်းနိုင်တယ်ဆိုတာမရှိနိုင်ဘူးတဲ့အမှန်မမြင်သေးသမျှလူတွေရဲ့တွေ့တာမှုတွေရှိနေဥမှာပဲတွေ့တာမှုတွေကိုမစွန့်လွတ်နိုင်ကြသေးဘူးတွေ့တာမှုတွေမစွန့်လွတ်နိုင်သေးသမျှကာလပတ်လုံးမုန်းတိမှုတွေဆိုတာဖြစ်နေဥမှာပဲတွေ့တာမှုကိုစွန့်လွတ်နိုင်မှမုန်းတိမှုဆိုတာလည်းကင်းမယ်တွေ့တာမှုကိုအကြောင်းပြုပြီးဖြစ်ပေါ်လာနိုင်တဲ့စိတ်သောကဆိုတာလည်းဖယ်ရှားနိုင်မှာပဲစိတ်သောကကိုမဖယ်ရှားဘဲနဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာဘယ်သူမှမရနိုင်ဘူးတဲ့အားလုံးပိဋကဆင်ញင်စဉ်းစားပြီးတော့ကြည့်လူတိုင်းဟာဆိုရင်သောကဆိုတာတနည်းမဟုတ်တနည်းရှိပြီးတော့နေကြပူကြရတယ်သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်ပူရတယ်ပစ္စည်းရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းအတွက်ပူရမပူရဘူးဆိုတာအပြောမျှတာဖြစ်တယ်နောက်ဆုံးမှာဘယ်သူအတွက်မှပူစရာမရှိရင်ကိုယ့်အတွက်ပူရကျမရေးအတွက်ပူရတယ်ပူစရာမရှိတာလို့မရှိအဲ့ဒီပူစရာတွေကဘယ်ကနေမြစ်ဖြားခံပြီးလာနေတယ်လဲလို့ဆိုရင်တွေ့တာမှုတွေမြစ်ဖြားခံလာတယ်ဒါကြောင့်တွေ့တာမှုကိုမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်ဆိုရင်တောကဆိုတာတွေလေဘယ်တော့မှဖယ်ရှားနိုင်မှာမဟုတ်ဆိုရင်တောကမဖယ်ရှားဘဲနဲ့စိတ်နှလုံးအေးချမ်းစွာငြိမ်ငြိမ်ချမ်းချမ်းနေနိုင်တယ်ဆိုတာဘယ်သူမှမရှိဘူးတဲ့လူတွေကဆိုရင်မှုမရှိဘဲနဲ့စိတ်နှလုံးအေးချမ်းစွာနေဖို့ကြိုးစားကြတယ်သို့တော့တွေ့တာမှုကိုမစွန့်လွတ်နိုင်သေးတဲ့တောကဆိုတာလာနေဥမှာပဲလာနေသေးသမျှစိတ်နှလုံးအေးချမ်းမှုဆိုတာအစစ်အမှန်ရရှိနိုင်မှာမဟုတ်ဘူးလို့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတော်အရဘုရားရဲ့ဒွိတာဝကဥပဒကဥပတိကဘိက္ခုဘိက္ခုနီလို့ဆိုတဲ့မြတ်စွာဘုရားရဲ့တာဝကတွေဘုရားဆုံးအမတော်အရမတွေးသင့်တဲ့အတွေးတွေကိုရှောင်ကျင်ဖို့လိုအပ်တယ်တွေးသင့်တဲ့အတွေးကိုသာတွေးပြီးမတွေးသင့်တဲ့အတွေးကိုရှောင်နိုင်မှမိမိတို့လိုအပ်တဲ့ချမ်းသာဒုက္ခတွေကိုရနိုင်မှာဖြစ်တယ်မတွေးသင့်တာတွေတွေးနေသမျှဘယ်တော့မှချမ်းသာဒုက္ခဆိုတာရမှာမဟုတ်ဘူးချမ်းသာဒုက္ခဆိုတာအလိုလျောက်ဖြစ်ပေါ်လာနိုင်တဲ့အရာမဟုတ်ဘူးလောကမှာဘယ်အရာပဲဖြစ်ဖြစ်မှန်ကန်တဲ့အကြောင်းတရားကင်းပြီးတော့ဘယ်အရာမှဖြစ်ပေါ်လာခြင်းမရှိဘူးဒါကြောင့်မို့မတွေးသင့်တဲ့အတွေးနဲ့တွေးသင့်တဲ့အတွေးဆိုတာမိမိတို့ရဲ့နေ့စဉ်ဘဝမှာကွယ်ကွယ်ပြားပြားနားလည်ပြီးတော့တို့တွေမတွေးသင့်တဲ့အတွေးတွေမတွေးမိအောင်တွေးသင့်တဲ့အတွေးတွေကိုသာတွေးမိလေအောင်ဆိုတာနေ့စဉ်လိုက်နာကျင့်သုံးဖို့ကြိုးစားကြရမှာဖြစ်တယ်ပေါ့